ယောက်ျားမင်းသမီးမယ်အောင်ဘလမရှိတာအနှစ်တရာကျော်ပါပြီသူဝင်စားတယ်လို့ယူဆကြတဲ့မိန်းမမင်းသမီးဘလပြန်လဲ1980ခုနှစ်မှာကွယ်လွန်ခဲ့ပါတယ်သူ့နာမည်ကိုယူပြီးဆက်ရေးခဲ့တဲ့ကြေးမုံဦးတောင်းခေါ်အောင်ဘလလဲနှစ်ဝဝရှစ်ကဆုံးပါတယ်ဒါပေမဲ့မြန်မာပြည်မှာအောင်ဘလမုံဆိုပြီးသူ့နာမည်အစွဲပြုတဲ့မုံတစ်မျိုးကျန်ရစ်ခဲ့တယ်လို့အရင်ခေတ်ကမန္တလေးတန်ဖြူတန်းမှာတစ်သားရောင်ဆေးတုပ်ထားတဲ့တပ်ဖြူတစ်တာကိုအောင်ဘလတစ်တာဆိုပြီးခေါ်တယ်လို့မြမဆွေစုံကျန်းကရေးပါတယ်မဲအောင်ဘလမဲအောင်ဘလအောင်ဘလဟာရှာရှာပါပါယောက်ျားကမိမအသွင်ယူပြီးကတ်ခဲ့လို့နာမည်ကြီးခဲ့တာတာမကမိမနဲ့တူအောင်တရုပ်ဆောင်ခဲ့လို့လဲကြော်ကြားခဲ့ပါတယ်ဒီလိုယောက်ျားကမိမလိုကတာဟာဆရာဘူးဦးဖူးညိုစားတဲ့ရုပ်သေးမင်းသမီးဆရာကြီးတွေရဲ့အမွေကိုစက္ကန့်နဲ့ဆိုနိုင်တယ်လို့ယဉ်ကျေးမှုမှာတီထွင်စမ်းသစ်မှုတစ်ခုဖြစ်ပါတယ်သူ့အရင်ဒီပေါ်မင်းတက်တဲ့အချိန်ကကိုစိန်တိုင်းဆိုတဲ့ယောက်ျားမင်းသမီးတစ်ယောက်ပေါ်ခဲ့ဘူးပေမဲ့နာမည်ကြီးပြီးကြံခဲ့တာတော့မြမသပင်မှာအောင်ဘလတစ်ယောက်ပဲရှိပါတယ်မြမဇက်တပင်မှာအသက်ရှင်နှုံရောမရှိတဲ့နောက်ရောကြော်ကြားကျန်းရစ်ခဲ့တဲ့အမှုပညာသည်ဆိုလို့ဆိုင်းဆရာကြီးစိန်ပေတာဇမင်းသားကြီးဦးဖို့စိန်နဲ့ယောက်ျားမင်းသမီးမယ်အောင်ဘလတို့သာရှိတယ်လို့လဲလူထုတော်မှာက1960ခုနှစ်ကထုတ်တဲ့အောင်ဘလဖို့စိန်စိန်ကရုံးစာအုပ်မှာရေးခဲ့ပါတယ်အဲ့ဒီအချိန်ကဇမင်းသားရွှေမန်းတင်မောင်အသက်ရှိစေကနေစေဖြစ်ပါတယ်အောင်ဘလကို1883ခုနှစ်ကမြန်မာပြည်အလဲပိုင်းကစင်ဖြူကျွန်းမြို့မှာမွေးပြီးငယ်စဉ်ကဆင်းရဲလို့အမေနဲ့ဈေးလက်ရောင်းရပါတယ်ကလေးဘဝကလေးကသူများတနာအောင်ပြောတတ်လို့ဈေးရောင်းကောင်းတယ်လို့အဆိုရှိပါတယ်။နေနာမီအောင်ဘကနေဘုံကြီးပေးတဲ့အောင်ဘလက်နာမီယူပြီးဘုံကြီးပြန်စမှာမင်းသမီးလို့ရာကနေနာမီထွက်လာတာပါ။ပညာဆောင်အောင်မန္တလေးတက်ပြီးနာမီကျော်မထွေးလေးစီမှာဖိုးစိတ်နဲ့အတူအကတင်ပါတယ်။သူ့တပင်ဘဝမှာမိန်းမမင်းသမီးတွေထက်ထူးခြားပြီးအကအဆိုနဲ့အမူအရာမှာအောင်ဘလက်ရဲ့လို့တွင်ကြံရစ်အောင်ထုံးပေါက်ခဲ့ပါတယ်။သူ့အတန်ကနာတန်ပါပြီးမခိုတရိုးဆိုတက်ပြောတတ်လို့ပရိသတ်ကအလွန်ဆွဲခဲ့တာပါအငိုအနှဲ့အချွဲမှာမိမတွေလိုက်မမီလို့အဆိုတော်ဒေါ်ကြီးအောင်ကဦးအောင်ဘလက်ရဲ့အမူအရာတွေရဲ့ခုကာလထက်နှဲတယ်လို့အောင်ဘလက်အလွမ်းပြေးတခြင်းမှာဆိုခဲ့ဘူးပါတယ်တုတ်ကြိုးအကစီသုံးကြိုးဝါသုံးကြိုးအကတွေကိုအောင်ဘလက်ထွင်ခဲ့ပါတယ်သူထဖီနားကိုစံကောဝိုင်းပြီးနီညာညာပြန်ဝဲနေအောင်ဝိုင်းကတာဟာကြည်ပူးသူတွေမျက်စိထဲဆွဲကြံ့ရစ်ခဲ့တယ်လို့မြမဆွေစုံကျန်းကဖော်ပြပါတယ်ကလေးမွေးတဲ့အခန်းကိုတရုပ်ဆောင်ရင်တကယ်မွေးတဲ့သူကိုမြင်မကချောင်းကြည့်လေးလာပြီးမှကတယ်လို့လဲဆိုပါတယ်အောင်ဘလဟာလဲစလုတ်ထွက်ပြီးနှာခေါင်းကြီးပေမဲ့သူကရင်အဲ့ဓာတွေအကုန်ပြောက်ပြီးပွဲကြီးကသူ့ကိုမိမလို့ပဲမြင်လာစေတာပါအဲ့ဒီခေတ်ကမိမတွေပြင်တယ်လို့ပဲရင်ကိုမောက်အောင်တင်းအောင်ကြိုးထိုးကိုကျက်အင်ကြီးတဲ့လက်ကင်ပွားနဲ့ထဲအောက်ခံပေါင်းပြီးပေါ်မှာရောလုံးကြီးကိုအထက်ခောက်ပြီးကြိုးစည်းဝတ်ပါတယ်အသားညိုစိမ့်နဲ့အရက်သေးပြက်မှာမျက်လုံးမျက်ခုံးလာတဲ့အပြင်ပြင်နာစင်တာလဲဝါသနာပါတဲ့အတွက်မင်းသမီးအဖြစ်အောင်မြင်ခဲ့တာပါပြီးတော့အောင်ဘလက်ရဲ့တစ်ဆက်ချိုးမျက်ခုံးမျိုးလဲအဲ့ဒီခေတ်အမျိုးသမီးတွေကြားခေတ်စားခဲ့ပါတယ်အောင်ဘလက်ဆန်ပင်ကတန်ကောက်ကွေးထီရောက်အောင်ရှိပါတယ်ပွဲခင်းထဲမှာသူထွက်လာရင်ထပီစကိုလက်တစ်ပတ်ကဆွဲပြီးပွားနဲ့ရက်တောင်ကိုနောက်တစ်ပတ်ကစုပ်ကင်ကကပိုကရိုထွက်လာတတ်ပါတယ်ရှေ့ရဒီလောက်ရှိတဲ့စိန်နာကက်ကိုဝတ်ပြီးဇာပူဝါဘားကိုခြုံချေတစ်ဆက်မေးတစ်ဆက်နဲ့အချက်90လောက်လောက်ကရင်သူမတူအောင်ကောင်းတယ်လို့သိရပါတယ်လက်ကောက်လက်ဆွတ်ဆက်တဲ့လက်ဝတ်လက်စားတွေလည်းဝတ်ပါတယ်အဲ့ဒီခေတ်ကမြန်မာယောက်ျားတွေမှာအနေထိုင်တိမ်မွေ့တာခေတ်စားတဲ့အတွက်အောင်ဘလက်ရဲ့ငကိုနူးညံ့မှုဟာတခြားယောက်ျားတွေနဲ့တည်ပြီးမထူးခြားလောက်ဘူးလို့လဲလူထုတော်အမှာကရေးခဲ့ပါတယ်လူကမင်းသားလိုပဲလို့အပြောခံရတာကိုဂုဏ်ယူကြပြီးမြန်မာထက်တန်းနဲ့လက်တန်းစားယောက်ျားတွေကြားလျားဖြစ်အောင်အင်္ဂလိပ်ခေတ်ကုန်ခါနီးကမှအတင်းပညာပေးခဲ့ရတယ်လို့လဲဆိုပါတယ်မြန်မာပြည်မှာအိုးစီစိန်စင်ဆက်တဲ့ယောက်ျားလိုဝတ်ပြီးအိုးစီတီးကားတဲ့မိန်းမမင်းသမီးတွေရှိခဲ့တယ်လို့ကျော်ဘလက်ဆိုတဲ့ယောက်ျားလိုဝတ်ကားတဲ့မင်းသမီးလည်းအောင်ဘလက်ကွယ်လွန်ချိန်မှာပေါ်ခဲ့ပါတယ်မင်းသမီးယောက်ျားရောင်ဆောင်ရတဲ့အခန်းတွေမှာဒေါ်ကျော်ဘလက်ကျွမ်းကျင်လာတယ်လို့သိရပါတယ်အရက်ရင်းတွေမှာမိန်းကလေးတွေယောက်ျားလိုဝတ်ပြီးမင်းသားကကာတာကတော့ခုထိတွေ့နိုင်ပါတယ်အောင်ဘလက်နဲ့တွဲခဲ့တဲ့မင်းသားတထာစင်ကျော်ထဲမှာဖိုးစိန်နဲ့သူနဲ့အတွဲကအထင်ရှားဆုံးဖြစ်ပါတယ်။နာမည်ကြီးမင်းသားစိန်ကတုံးနဲ့လည်းတွဲဖူးပါတယ်။အောင်ဘလက်ကိုဖိုးစိန်ကသူနဲ့ရွယ်တူပေမဲ့ဆရာကိုဘောလို့ခေါ်ပါတယ်။သူတို့နှစ်ယောက်လက်ထက်မြန်မာဇက်တပင်ကိုနိုင်ငံခြားကလာကြတဲ့ဖယားစီဇက်တွေနဲ့အပြိုင်ခန်းနာအောင်ပြင်ဆင်တိုးချဲ့ခဲ့ကြသလိုပူဝါတကန်လက်တကန်ကားတဲ့ခေတ်ကနေအတို့အစိတ်တွေဆက်ပြီးပါလာခဲ့ပါတယ်။မင်းသမီးကယောက်ျားမန်းတီးရက်နဲ့တို့တာစိတ်တာတွေလို့တော့ပရိသတ်ကသဘောကျပါတယ်။အဲ့ဒီငါရန်ကုန်တန်ဈေးရုံမှာအတို့အစိတ်တွေပွဲထဲမှာပထမဆုံးစလုတ်တော့လူတယောက်ပြတင်းပေါက်ကနောက်လန်ကြအောင်ရဲလို့ဇက်ကျိုးသေးခဲ့ဘူးပါတယ်။အောင်ဘလက်နဲ့ဖိုးစိန်တွဲတဲ့ခေတ်ကအောင်ဘလက်ကိုယောက်ျားပရိသတ်ကောမိန်းမပရိသတ်ပါကြိုက်ပါတယ်ဖိုးစိန်ကိုတော့မိန်းမတွေကကြိုက်ပြီးယောက်ျားတွေကမုန်းတယ်လို့ဆိုပါတယ်။နောက်အောင်ဘလက်ကိုယောက်ျားမန်းတီးရက်နဲ့ကြိုက်လို့လိုက်ပိုးသူတွေလည်းရှိခဲ့ပါတယ်ဒါပေမဲ့အောင်ဘလက်မှာမိန်းမရှိပြီးသူကိုယ်တိုင်ကြိုက်လို့တောင်းရမ်းယူခဲ့တာပါ။အောင်ဘလက်နဲ့ဖိုးစိန်တွဲဖက်ကခဲ့ကြတဲ့အထဲကကာကောလေးရဇက်ကနာမည်ကြီးပြီး1909ခုနှစ်က
တပြားသွင်းခဲ့ပါတယ်ဒီဇက်တပြားမှာမင်းသမီးကစိတ်ဆိုးနေတဲ့ယောက်ျားကိုကြောက်ကြောက်နဲ့တော်လို့ထူးတဲ့အတန်ဟာတော်နဲ့တော့ကြားကတော့ဆိုတဲ့အတန်မျိုးလို့ဒီတပြားကိုနားထောင်ဖူးတဲ့လူထုတော်အမာကရေးခဲ့ပါတယ်နောက်အောင်ဘလက်နဲ့ဖိုးစိန်စုံတွဲတချင်းတစ်ပုတ်ထဲကတော်လန်ခီးမှာမင်းသမီးကမလန်းနိုင်လို့ဆိုတဲ့တချင်းကစာသားတွေဟာလည်းနှစ်ခုအတိတ်ပဲထွက်တယ်လို့ပြောကြပါတယ်ခြေပွားဆူးဆူးလို့မင်းသမီးကအော်တဲ့အခါအလဲလဲနာတဲ့နှုတ်ပါအောင်နှုတ်လစ်ပါအောင်စားတဲ့စကားပြောတွေထည့်ပြီးဆက်လို့နာမည်ကြီးခဲ့တာပါအောင်ဘလက်ကအပြာရောင်ကိုကြိုက်သူဖြစ်လို့စစ်မဖြစ်ခင်ကအပြာရောင်ကိုအောင်ဘလက်သွေးအောင်ဘလက်ရောင်ခေါ်တယ်လို့လည်းသိရပါတယ်အောင်ဘလက်ပန်းဆိုတဲ့စက္ကူပန်းအပြာရောင်တစ်မျိုးတောင်ရှိခဲ့ဘူးပါတယ်ဇက်ထွက်ရင်ထပီပူဝါစီကျိုးနဲ့ပန်းကအစအပြာရောင်တစ်ယောင်တည်းဝတ်ပြီးကားတဲ့အစဉ်ပြင်ကိုအောင်ဘလက်ဆက်ခဲ့တယ်ဆိုပါတယ်1973ကမန္တလေးမှာအောင်ဘလက်ဆုံးတဲ့အချိန်မှာတော့အမြောက်ပစ်ဖောက်ပြီးအခမ်းအနားဆုံးအိမ်မတာအဖြစ်တင်ကြွေးခဲ့ကြပါတယ်သူ့အလောင်းကိုလည်းသူကခဲ့တဲ့မောင်မီဆာကစားသေးကလိုပဲယောက်ျားတလက်မိန်းမတက်လက်ပြင်ပေးထားပါတယ်အဲ့ဒီဇာပနာမှာအောင်ဘလက်ကိုမိန်းမပရိသတ်ကလွမ်းနာကိုမကျေနပ်တဲ့ကာလာသားတွေနဲ့မိန်းမတွေအပြန်လန်ဆဲရေးဆက်ဆိုတဲ့တေးထက်တွေလည်းကြံရစ်ခဲ့ပါတယ်သူ့ဆရာမင်းသမီးမထွေးလေးကတော့ပွဲကရင်တပီကိုလွမ်းချောင်းတချင်းဆက်ငိုလို့ပရိသတ်တွေပါငိုခဲ့ရပါတယ်အောင်ဘလက်မရှိတဲ့နောက်ကျော်ဘလက်ဆယ်ဘလက်ဘလက်ခင်ဘလက်ကျင်အောင်စီဘလက်စိန်ဘလက်နဲ့ဘလစိန်စားတဲ့မင်းသမီးမင်းသားတွေပေါ်ခဲ့သလိုသူဝင်စားတယ်ဆိုတဲ့ဘလပြန်လဲဒုတိယကမ္ဘာစစ်ကြီးမချစ်ခင်တဲ့စစ်ပြီးခေတ်မှာထင်ရှားခဲ့ပါတယ်။နာမီကျော်စမင်းသမီးပဲခူးမယ်ကျော်ဟာလည်းအောင်ဘလပြီးဖြစ်ပြီးဆရာမူသလိုမူပြတတ်ပါတယ်။နောက်အောင်ဘလခေတ်ကောင်းစဉ်ကပြင်းမနာမျိုးမှာမိုးစက်ကပြီးမနှက်ကြတော့သူ့ကိုမိမလိုဝတ်ပြီးတက်တက်ဆေးထဲမှာယုံသွင်းပြခဲ့ဘူးပါတယ်ဒါကိုလည်းလူတွေကအားပေးကြတယ်လို့သိရပါတယ်။မဲအောင်ဘလရဲ့ဇလန်းအချင်းချုပ်ကလေးပြီးပါပြီကျေးဇူးတင်ပါတယ်ရှင်။